Hello အားလုံးပဲမင်္ဂလာပါ3 ကို45 day challenge ကနေပြီးတော့ပြန်လဲကြိုးဆိုပါရစေ။私ရဲ့ဗီဒီယိုတွေကစာလေးလာတဲ့နေရာမှာထောက်ကူပြုရဆိုရင် like subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။じゃあ始めましょう။はいဒီနေ့ကတော့ EKO ရှိတွေကိုဘတ်အနေနဲ့ဘယ်လိုသုံးလို့ရလဲဆိုတာကိုဆက်လက်ပြီးတော့လေ့လာရမှာဖြစ်ပါတယ်။အတတခိုင်းဆိုတဲ့ adjective ကိုဘတ်အနေနဲ့ဆိုရင်အတတမာလူဂျီတိုရှိနှွေးထွေးလာသည်ဆိုတဲ့အနေနဲ့သုံးတယ်။အိုဖူလိုနိဟိုင်လူတို့ခါရတာကအတတမာလူအိုဖူလိုဆိုတာကဒီရေချိုးကန်တွေကိုဟိုင်လူတို့ဝင်လိုက်တာနဲ့တဲ့ခါရတာခန္ဓာကိုယ်ကအတတမာလူနှွေးထွေးလာတယ်။အတတမရဲလူအတတမဲလူတာတို့ရှိအနေနဲ့ဆိုရင်နှွေးထွေးအောင်လုပ်တဲ့အဲကွန်းကိုစခတ်တဲ့ဟဲရအောင်အတတမဲလူအဲကွန်းဆိုတာကအဲကွန်းကိုတဲ့စခတ်တဲ့ဖွင့်ပြီးတော့ဟဲရအခန်းကိုအတတမဲလူနှွေးထွေးအောင်လုပ်တဲ့တကိုင်ဆိုတဲ့ adjective ရဲ့ဘတ်အနေနဲ့ဆိုရင်တကမာလူဂျီတိုရှိမြင့်တက်သည်တိုင်ဖူကချီကဆုခိနာမီကတကမတဲ့ဤတို့တိုင်ဖူဆိုတာကမုံတိုင်းကချီကဆုခိမုံတိုင်းကနီးလာတာနဲ့အများတဲ့နာမီဆိုတာကဒီလှိုင်းတွေကတကမတဲ့ဤတို့မြင့်တက်နေတယ်ဒုတိယစာကြောင်းအနေနဲ့ဆိုရင်ဝကမုံနိုနော်စေဂျီအေနော်ခန့်ရှင်ကတကမတဲ့ဤတို့ဝကမုံနိုနော်ဆိုတာကငယ်ရွယ်တဲ့လူတွေရဲ့စေဂျီအေနော်ခန့်ရှင်ဆိုတာကဒီနိုင်ငံရေးပေါ်မှာစိတ်ဝင်စားမှုတွေကတကမတဲ့ဤတို့မြင့်တက်နေတယ်တကမဲလူတာတို့ရှိမြင့်တက်အောင်လုပ်တဲ့ဝကမုံနိုဝမို့တော့ communication နိုးရခုအောတကမဲလူ history ကအားလို့ဝကမုံနိုဝငရေတဲ့လူတွေကမို့တော့ပို့ပြီးတော့ communication နိုးရခုဒီပေါင်းသက်ဆိုင်ရေးစွမ်းရည်တွေကိုတကမဲလူ history ကအားလို့မြင့်တင်ဖို့အတွက်လိုအပ်တယ်ဆူယောဤအကောင်တော့ရဲ့ဘတ်အနေနဲ့ဆိုရင်ဆူယောမာလို့အကောင်တီတိုင်ဖူနော်ဆေယခုဝမဆုဆူယောမတေရတိုင်ဖူနော်ဆေယခုဆိုတာကဒီမုံတိုင်းရဲ့ဆေယခုဆိုတာကအားတွေကမဆုဆိုတာကပို့ပြီးတော့ဆူယောမတေရအကောင်လာတယ်ဒုတိယဒါတို့ရှိအနေနဲ့ဆိုရင်ဆူယောမဲလူအကောင်လုပ်တယ်ဟီအိုဆူယောမဲလူမီအကောင်လုပ်တယ်ယောဝါဤဆိုတဲ့ adjective ရဲ့ဘတ်အနေနဲ့ဆိုရင်ယောဝါမာလူဂျီတိုရှိအာနေတိစကာရဲလူတိုတေကိုယခုကယောဝါမာတေခါဆေနိခကာရီယာစုကုနာစကာရဲလူတိုဆိုတာကပင်မလာရင်နဲ့တေကိုယခုဆိုတာကဒီကိုခန့်အားတွေကယောဝါမာတေအာနေလာပြီးတော့ခါဆေနိခခရီယာစုခုနာလို့ဆိုတာကအဖျားလွယ်ပေါ့နော်ယောဝမဲလူဆိုတာကတာတို့ရှိအာနေအောင်လုပ်တဲ့ရောကြအောင်လုပ်တဲ့ဆိုင်ရောကယဝရာခခုနာတာရာဟိကိုယောဝမဲတဲ့ယခုလီနီခွန်တဲ့ခုရာဆိုင်ရောကဆိုတာကပါဝင်ပစ္စည်းတွေကယဝရာခခုနာတာရာဆိုတာကနူးလာပြီဆိုရင်ဟိကိုယောဝမဲတဲ့မီလေးကိုရှော့ပြီးတော့ယခုလီဆိုတာဖြည်းပဲနီခွန်တဲ့ခုရာဆိုင်တဲထားပါဟီရိုဆိုတာကျေပြန့်တော့ဟီရိုရဲ့ဘတ်အနေနဲ့ဆိုရင်ဟီရိုမာလူဂျီတိုရှိကျေပြန့်သည်ခိုနိုအိုဝါစာကအချီနိချီတဲ့ခိုင်းချချူနိဟီရိုမာတာခိုနိုအိုဝါစာဆိုတာကဒီကောလာဟာလာတွေကတဲ့အချီနိချီတဲ့တရက်ထဲပဲခိုင်းချချူဆိုတာကဒီကုမ္ပဏီအတွင်းမှာဟီရိုမာတာဆိုတာကပြန့်နှံ့သွားခဲ့တယ်ဟီရိုမဲလူဆိုတာကပြည့်နေအောင်လုပ်တဲ့မဲကြီးတိုင်နီယောရိုပခါရာခိကူကိုရှိတာယူကစေတာရှိကနီဟွန်နိဆေယောပွန်ကအိုဟီရိုမဲတာမဲကြီးတိုင်နီဆိုတာကမဲကြီးခေတ်မှာတဲ့ယူရိုကနေပြီးတော့ခိကူကိုဆိုတာကပြန်လာတဲ့ဒီယူကစေဆိုတာကပညာတော်တင်ကျောင်းသားတွေကနီဟွန်နိဒီဂျပန်ကိုဆေယောပွန်ကဆိုတာဒီအနောက်တိုင်းယဉ်ကျေးမှုတွေကိုဟီရိုမဲတာဆိုတာကဖြန့်ဝေခဲ့တယ်ဖူခာဤဆိုတာနိုင်ဆိုင်တော့ရဲ့ဘတ်အနေနဲ့ဆိုရင်ဖူခာမာတို့နိုင်ဆိုင်တီကိုတိုမိုကတက်ခိတဲ့ဖူတာလီနော်အိုင်ဂျောဝမဆုဖူခာမာတာကိုတိုမိုကတက်ခိတဲ့ဆိုတာကခလေးလေးရလာပြီးတော့လေဖူတာလီနော်အိုင်ဂျောကဒီနှစ်ယောက်ရဲ့အိုင်ဂျောဆိုတာကအခြေရမဆုဆိုတာကပို့ပြီးတော့ဖူခာမာတာနိုင်ဆိုင်လာတယ်ဒုတိယစာကြောင်းမှာဆိုအာခီကဖူကမာရီခိုယောနောဥစုကုရှိခိဆေဆိုနိနတာအာခီဆိုတာကဒီဆောင်းဦးကဘာနော်ဖူကမာရီဆိုတာကနေဆိုင်လာတာနဲ့အများဆိုတာကဆောင်းဦးရောက်လာတာနဲ့အများခိုယောဆိုတာကမူမီကြီးကိုပြောချင်တာခိုယောနောဥစုကုရှိခိဆေဆိုနိနတာဆိုတာကလှပတဲ့ရာသီဖြစ်လာလေဖူခမဲလူဆိုတာကနေဆိုင်အောင်လုပ်သည်ကိုလီယူအိုဖူခမဲအိုင်တဲနခုနီနခုတိုဝီကိုင်ဆူခုတိုကတိုင်းစေတတာ
ဖိုရီယိုဘူကာမဲဆိုတာကဒီဆက်ဆံရေးကိုနဲ့ဆိုင်စေပြီးတော့အိုက်တဲ့ခုနေတော့ကိုတိုဆိုတာကဒီတစ်ဖက်နိုင်ငံရဲ့အကြောင်းကိုရီခိုင်းစုတခုတော့ကနားလေဖို့ကတိုင်းစသက်တာအရေးကြီးပါလေ As an Oscar Samates Moshi Hasonya Hoyakuni Masikai ga arepa Aniyonaku oshite kudasai. Yoroshiku onegaishimasu. 一緒に勉強を続けていきましょう。ではまたね。バイバイ。